ဝစာရောအစားစားရအမှတောင်းဝင်ဆောင်ရွက်ပေးခဲ့ရပါတော့ဟုတ်ပါတယ်ကျမအဓိကထားပြီးတော့တောင်းဝင်ယူခဲ့တာပါကျမအမျိုးသားကိုတေစာကတော့ဒီတရားစခန်းကိုသူတကာခံခြင်းတဲ့3ရက်လုံးပေါ့4ရက်ဆိုလည်း4ရက်ပေါ့အဲ့တော့ဖုန်းဖုန်းကို3လလောက်တည်းကြိုပြီးတော့ရှောက်ထားပါတယ်ဖုန်းဖုန်းကနေပြီးတော့အေးဒီတစ်ခါငါတို့ဘန်ဟော်လီဒေးမှာလုပ်မယ်ပြီးလို့ရှိရင်မင်းတို့အကြောင်းကြားမယ်ဆိုအကြောင်းကြားပါတယ်ကျမတို့ကဒိတ်လေးရအောင်ဒီကျမတို့ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုခေါ်ပါတယ်ငါတို့တော့တရားစခန်းမှာစွန့်တကာရတယ်လန်ဒန်ရောက်လူငယ်လေးတွေဝိုင်းပြီးတော့ကြာတော့ကုညီညာပြီးတော့လုပ်ကြမယ်အဲ့တော့မင်းတို့လေးတက်နိုင်ရင်လာပြီးတော့ကုညီပြီးတော့ဝိုင်းလုပ်ပေးကြပါလို့ပြောတော့သူတို့လိုရလာပြောပါတယ်အမသမီးဒီနေ့လာမယ်ကျမပီတိဖြစ်ခဲ့ပါတယ်နောက်ပြီးတော့သူတို့ကိုလည်းတောင်းပေးပါတယ်မင်းတို့လေးကချက်တက်လဲမင်းတို့ချက်တက်တဲ့ဟာလေးကောင်းမှုမင်းလေးချက်ပေးကြပါလို့ပြောတော့လေသူတို့ကောင်းမှုမင်းလေးချက်ပေးကြပါတယ်ဒီရောက်တော့ကြလဲညာအိတ်တဲ့သူနဲ့ဟိုတန်ရှင်းတာဝန်ပေးတဲ့သူနဲ့သူ့တာဝန်လေးနဲ့သူထမ်းဆောင်ပြီးတော့ကြလုပ်ပေးကြပါတယ်ယောဂီတွေဒီလိုမျိုးရှိနေလို့လေကျမတို့ဒီလိုမျိုးသူများနိုင်ငံ UK ကြီးမှာကိုယ့်ဘာသာမပြတ်ကိုယ့်ဘာသာကိုဆက်လက်ထိန်းသိမ်းပြီးတော့ကြတော့လုပ်ပေးနိုင်တာကျမတို့ယောဂီမရှိဘူးဆိုရင်လုပ်ပေးလို့မရပါဘူးဖုန်းကြီးကြောင်းဖုန်းတို့မရှိရင်လည်းလုပ်ပေးလို့မရပါဘူးဒီလိုကုသိုလ်ဖြစ်ဖို့ကကျမတို့တယောက်တည်းနဲ့ကျမတို့လင်မယားနှစ်ယောက်လည်းမဖြစ်ပါဘူးအဓိကကတော့ဖုန်းရှိရမယ်သာသနာကိုဆက်လက်ပြန်ပွားအောင်လို့ကျောင်းရှိရမယ်ကျမတို့နေဖို့ထိုင်ဖို့ကျောင်းရှိရမယ်ပြီးလို့ရှိရင်ဗုဒ္ဓဘာသာကိုကိုယုံကြည်ကြီးနဲ့လုံနိုင်တဲ့သူတော်ကောင်းသူတော်စင်တွေလိုအပ်တယ်ပြီးတော့မှကျမတို့ကနေပြီးတော့ဒီသူတော်စင်တွေကိုကိုကြီးထောက်ပံ့ပေးတဲ့စွန့်တကားဆိုတာဖြစ်လာတာပါဒီလိုခွင့်ရရတော့အတွက်အားလုံးကိုကျမကျေးဇူးတင်ပါတယ်ရှင်